ခုနလာပိုင်း4ရက်နေ့ညစာလေးတစ်ဖြတ်ပေါ့နော်ဒါကတော့မကျွန်တို့ဒါစနေနေ့ရဲ့ညစာ4ရက်နေ့ညစာလေးကိုတစ်ချက်ပို့ပါမယ်ရှင်ပစွန်ကင်ကနန်းခွက်ကြော်မနက်ဖြန်အတွက်လူတလောက်ရမယ်ပေါ့နော်ခွက်ကြော်ဒီမှာအသားတီးတန့်လုံးဝရှယ်ပစွန်ကင်ဆိုလို့ရှိရင်ဒါမျိုးရှယ်အကိတ်ကိုသုံးပေးထားတယ်နော်ပစွန်ကင်ဒါမျိုးလေးကိုမနက်ဖြန်ပါဆယ်လူတလောက်ရပါမယ်ရှင်ဒီညနေကတော့ပစွန်ကင်လည်းများတယ်ခွက်ကြော်လည်းများတယ်ထမင်းဖွဲ့တွေလည်းများတယ်ပေါ့နော်မနက်ကလည်းအများကြီးပုတ်ပြီးတဲ့အပြင်မှာစားကောင်းလို့ထပ်မှာကြတာပါဒါခွက်ကြော်ဆိုဒါမျိုးခွက်အပြည့်အသားတီးတန့်ကြက်ဥပါလေးရပိတ်ပေးထားတယ်နော်အသားတီးတန့်ရှယ်ကိုကြောပေးထားပါတယ်ဒါမျိုးခွက်ကိုဖောင်းနေအောင်မစင်တို့တိတ်ပေးထားပါတယ်လုံးဝပြကတ်မဟုတ်ဘူးနော်ဒီလိုခွက်ကိုဖောင်းတဲ့အထိမောက်တဲ့အထိကိုတိတ်ပေးထားတာဒါခွက်ကြောမပြင်ရသေးတဲ့ခွက်ကြောကိုတစ်ချက်ပြပေးတာပေါ့ခွက်တိုင်းပြည့်တယ်နော်အသားဓမ္မအပြည့်ခွက်တိုင်းအပြည့်တွေရွေးထည့်ပေးထားတာဒါမျိုးအသားတီးတန့်ရှယ်ကိုစားရပါမယ်ကြက်ဥကြက်သွန်အယိုးလုံးဝရောမထားပါဘူးရှင်ဒါကတော့စနေနေ့ညစာပို့မဲ့အော်ဒါလေးတစ်ဖြတ်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ကတော့တနေကုန်ကိုပို့နေရတာပေါ့နော်ဝက်ခွဲပေါ့ဒါပစွန်မီဖုတ်တုတ်ကင်းမွန်တုတ်အတုတ်တွေကတော့ရေပွဲတုတ်စုံပါတယ်ပေါ့နော်မနက်ဖြန်အတွက်အော်ဒါကိုလိုချင်နေဆိုရင်တော့399438625395ခွန်910 299ခွန်ပဲဖြစ်ပါတယ်ရှင်ကနန်းပေါင်းဒါကာရီဇင်ဟိုတယ်ကိုပို့မဲ့ကနန်းပေါင်းရှယ်အကေကြီးတွေပေါ့နော်လုံးဝဥပြည့်အသားပြည့်လုံးဝရှယ်ကိုပေါင်းပေးထားတာပါဒါကနန်းပေါင်း2ပိတ်တာပေါ့နော်2ပိတ်တာကို7ကောင်ရပါတယ်ဒါဒီ site ပေါ့နော်ဒါကတော့အမြင့်အတွက်မှာလို့မဆင်တို့တီးတန့်ပို့ရမယ်ပွဲပေါ့နော်မှာယူအားပေးတဲ့တအုပ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်